လန်းလေးကတော့ဓာတ်ပုံရိုက်ကူးရေးအဖွဲ့တစ်ခုကအလွန်နဲ့တဲ့ရေကူးကန်ကြီးတဲ့ရေတွေဖြစ်ဆိုဖာတစ်လုံးချပြီးမော်ဒယ်ကို post ပေးခိုင်းတာအနေစတာပါဒီရိုက်ကူးရေးလေးမှာဒေးဆိုတဲ့လူငယ်လေးကအလုံးလုံးနေတာဖြစ်ပြီးသူ့ရဲ့ချစ်သူကွိုင်ကိုလည်းသူတို့ရဲ့ခွေးလေးလက်ကီးပါဓာတ်ပုံတွေပအောင်ခေါ်ခဲ့ဖို့ပြောထားခဲ့ပါတယ်ဒေးကစီးချိုယောဂရှိရသူမို့လို့အလောက်ကြားတဲ့အင်ဆူလင်ဆေးထိုးဖို့ခဏနားနေချိန်မှာကွိုင်ကသူ့ကိုလာအဖော်ပြရင်တေးဂီတာတစ်တာလေးထုတ်ကသူမမှာကိုဝင်ရှိနေပြီဆိုပြီးနောက်ပြောင်ကြည်စဲဆလိုက်တာကြောင့်ဒေးတယောက်စိတ်တူသွားရပါတယ်။ရိုက်ကူးရေးကတော့ပုံမှန်အတိုင်းဆက်သွားနေပြီးလက်ကီးကလည်းဒေးတင်ပေးထားတဲ့ခရတန်အတိုင်းအမိတ်တွေကိုကောင်းကောင်းလိုက်နာနိုင်ခဲ့တဲ့မော်ဒယ်ကောင်လေးတစ်ကောင်ဖြစ်နေခဲ့တာပေါ့။နောက်တစ်ရက်မှာတော့ရေကန်ကိုခဏပိတ်ထားတာမို့ဒေးနဲ့လက်ကီးတို့နှစ်ယောက်တည်းတန်ရှင်းလုပ်ဖို့ရေကူးကန်စီပြန်ရောက်လာကြပါတယ်။အလုံးမစခင်မှာဒေးကရေပေါ်ဖောင်လေးပေါ်လှဲနာရင်လက်ကီးနဲ့ဘောလုံးပစ်တန်းကစားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမြို့ထဲမှာမိချောင်းတစ်ကောင်လွတ်နေကြောင်းတတိပေးထားတဲ့သတင်းစာတစ်စောင်မြေပြင်ပေါ်မှာရှိနေတာကိုသူတတိမထားလိုက်မိပါဘူးလက်ကီးကတော့ဘောလုံးရှာရင်းနဲ့စက်ခန်းထဲကထူးဆန်းတဲ့အတန်ကိုကြားပြီးဟောင်နေခဲ့ပါတယ်ရေကူးကန်ပိုင်ရှင်ကရေကူးကန်တွေကရေတွေကိုဖောက်ထုတ်ဖို့လီဘာကိုဆွဲချလိုက်ပြီးလက်ကီးရေကန်နဲ့ပြုတ်ကျသွားမှဆိုလို့ကျိုးနဲ့ခိုင်ခိုင်မာမာချီနှောင်ထားခဲ့ပါတယ်ရှင်ဖြစ်သူကဒေးကိုအလုံးမြန်မြန်လှုပ်ဖို့တတိပေးပြီးသူကတော့3လကြာအားလက်ရဲ့ခရီးထွက်တော့မှမို့လို့နှုတ်ဆက်ပြီးထွက်သွားပါတယ်သွားခင်မှာဒေးကသူ့အတွက်ပီဇာတစ်ဘူးမှာပေးဖို့မှာလိုက်ပါသေးတယ်သူပြန်နိုးလာတဲ့အချိန်မှာတော့ရေတွေကတော်တော်လေးယောနေသွားပြီဖြစ်လို့အလွန်နဲ့တဲ့ရေကူးကန်ကြီးတဲ့သူပိတ်မိနေပြီဆိုတာတိလိုက်ရပြီထိတ်လန့်တုန်လှုပ်သွားပါတော့တယ်လေကားတွေလည်းမရှိတော့တာမို့လို့သူကရေကန်နေရစီကူးသွားပြီးတက်ဖို့ကြိုးစားပေမဲ့ကန်စရာဘာမှမရှိတာကြောင့်လက်သေးပဲကွဲသွားခဲ့ပါတယ်ရေပေါ်ဖောင်ကိုတုံးပြီးတက်ဖို့ကြိုးစားပြန်တော့လေဖောင်ကချောနေတာကြောင့်ပြုတ်ကျသွားပြန်ပါတယ်နောက်ဆုံးတော့သူဝစ်ထားတဲ့ဝိယုံခပတ်ကြိုးကိုဖြုတ်အဆုံးမှာမျက်မှန်ကိုချီပြီးကန်ပေါ်ကိုလှမ်းပစ်ကတခုခုကိုချိတ်မိဖို့ကြိုးစားရပါတော့တယ်။ကန်ကောင်းထောက်မစွာနဲ့သူ့ဖုန်းကိုတွားထိမိပေမဲ့ဖုန်းကိုရေကန်ထဲပြုတ်ကျအောင်တွန်းပို့ဖို့တော့အားမလောက်ခဲ့ပါဘူး။ဒေးတယောက်အော်ဟစ်အကူအညီတောင်းပေမဲ့ဘယ်သူမှမကြားပါဘူး။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းကဖုန်းလာလို့တုံခါရကနေကန်အစွန်းစီတဖြည်းဖြည်းရွေ့လာပါတယ်။ဒေးကအောက်ကနေအတင်းဆောက်နေတော့မှပဲကျိုးနဲ့ချီထားတဲ့လက်ကီးကခြေချော်ပြီးကန်အစွန်းမှာကျိုးတန်းလန်းနဲ့ဆွဲမိနေတာကိုတွေ့လိုက်ရပါတယ်။ဒေးလည်းပြပြတလဲနဲ့ကူးသွားပြီးရေပေါ်ဖောင်ကိုသုံးကလက်ကီးကိုအပေါ်ရောက်အောင်တွန်းတင်ပေးပြီးအသက်ကယ်လိုက်နိုင်ပါတယ်။ကအာသွင်းကျိုးနဲ့ချိတ်ထားသေးတာကြောင့်နရက်မှာတန်းလန်းကြီးဖြစ်နေခဲ့ပါတယ်။ဒေးကပြန်ယူဖို့ခုန်ဖမ်းလိုက်ပေမဲ့အရှင်ကြောင့်အာသွင်းကျိုးပြုတ်ထွက်သွားပြီးဖုံးကရေထဲကိုကျသွားပါတော့တယ်။ဒါပေမဲ့လက်ကီးကိုကယ်နေရတာကြောင့်အောက်ကိုပြုတ်ကျလာတဲ့ဖုံးကိုသူမဖမ်းနိုင်လိုက်ပါဘူး။ရေထဲကနေဆယ်ယူလိုက်နိုင်တဲ့အချိန်မှာတော့ဖုံးကပြတ်သွားပါပြီ။ရေတွေထက်မလျှော့အောင်ဒေးကရေငုပ်ပြီးရေထွက်ပေါက်ကိုသူ့ဝိယုံနဲ့ပိတ်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီမှာတင်သူ့ရဲ့ခပတ်ကျိုးကဝိယုံနဲ့ညှိပြီးရေအောက်မှာပိတ်မိနေပြန်ပါတယ်။ဒေးတယောက်ရေအောက်မှာရုံးကန်နေရတာမို့ပီဇာလာပို့တဲ့လူရောက်လာပေမဲ့ဘသူမှမတွေ့တာကြောင့်ပိုင်ရှင်စီဖုံးဆက်ပြီးပီဇာကိုထားခဲ့ကပြန်သွားခဲ့ပါတယ်။ဒေးရေပေါ်ပြန်တက်လာပြီးအော်ခေါ်ပေမဲ့ဆိုင်ကယ်အေဂျင်တန်တွေကြောင့်ပီဇာသမားမကြားလိုက်ပါဘူး။အကူညီကိုစောင့်ရုံမှာတပါအခြားမရှိတော့တာမို့ဒေးကဖောင်ပေါ်မှာပြန်အိပ်ပျော်သွားပါတယ်။ခဏအကြာမှာကွမ်ရောက်လာပြီးဒေးကရေကူးကန်ထဲမှာပျော်နေတာလို့ထင်ကသူမပါစင်ကစားဖို့ခုန်ချလိုက်ပါတယ်။ဒါပေမဲ့ခြေချော်ပြီးကန်နရံနဲ့ခေါင်းနဲ့စောက်မိကကန်တဲကိုတတိလစ်ပြီးပြုတ်ကျသွားပါတော့တယ်။လက်ကီးဟောင်တန်ကြောင့်ဒေးနိုးလာပြီးတတိလစ်နေတဲ့ချစ်သူကိုရေကန်ထဲကအမြန်ဆယ်လိုက်ရပါတယ်။ဒေးကသူ့ဝိယုံနဲ့ကွမ်ရဲ့ဒဏ်ရာကိုပတ်ပေးထားပြီးဖောင်ပေါ်မှာတင်ထားခဲ့ပါတယ်။အရောက်လာတော့ရေကတော်တော်လေးနဲသွားပြီမို့ဒေးမတက်ရက်လို့ရနေပါပြီ။ကွမ်ရဲ့ဒဏ်ရာကသွေးတွေမတိတ်သေးတာကိုကြည့်ပြီးသူစိတ်ပူနေုံမှာပဲလက်ကီးကတအားဟောင်ပါတော့တယ်။မြို့ရဲကလွတ်နေတဲ့မိချောင်းကြီးကစက်ခန်းထဲမှာပုန်းနေခဲ့တာဖြစ်ပြီးအခုတော့သူတို့စီကိုဥတီလာနေပါပြီ။မိချောင်းကကန်ထဲကိုပြုတ်ကျလာတဲ့အခါဒေးကကြောက်ကြောက်နဲ့ရေအောက်ကိုကြည့်ပြီးမိချောင်းဘယ်နာရောက်နေလဲဆိုတာစောင့်ကြည့်နေရပါတယ်။မိချောင်းကသူ့ခြေထောက်နာရောက်လာပြီလို့ခံစားရတာနဲ့ဒေးကဆိုဖာပေါ်တက်လိုက်ပါတယ်။မနက်ရောက်တော့ရေကလုံးဝကုန်သွားပါပြီ။မိချောင်းကအိပ်ပျော်နေပြီးကွမ်ကတော့သတိမရသေးပါဘူး။အဲ့ဒီမှာဒေးကကွမ်ရဲ့အိတ်ထဲကကိုဝင်စစ်တန်လေးကိုတွေ့သွားပြီးတကယ်ပဲကိုဝင်ရှိနေရကိုသိလိုက်ရပါတယ်။ခြေနေတွေကပူဆိုးလာပါတယ်။ဒေးကမိချောင်းပါဇက်ထဲမှာညက်နေတဲ့တိတ်ခွေကိုတွားယူဖို့ကြိုးစားပါတယ်။အောင်နိုးလာပြီးကိုက်ဖို့လုပ်ပေမဲ့သူ့လွတ်အောင်ရှောင်နိုင်ခဲ့ပါတယ်။အဲ့ဒီတိတ်ခွေနဲ့ကွမ်ရဲ့ဒဏ်ရာကိုသွေးတိတ်အောင်ပတ်ပေးလိုက်ပါတယ်။ကန်ထဲမှာရှိရဲ့ပုံးတဲကရေလေးနဲ့ကွမ်ကိုတိုက်ကြွေးပြီးသူတို့အသက်ဆက်နေရပါတယ်။ဒေးကရေထွက်ပေါက်ကိုဖွင့်ဖို့ကြိုးစားပေမဲ့မရပါဘူး။နောက်ဆုံးမှာကွမ်ရဲ့ဆွဲကြိုးကတင်တုံးသားလေးဖြစ်နေတာကိုတွေးပြီးအဲ့ဒါနဲ့ရေထွက်ပေါက်ကဝက်ဥတွေကိုဖြုတ်ကအဖုံးကိုဖွင့်လိုက်နိုင်ပါတယ်။အထဲမှာတော့မြေအောက်လှိုင်ကောင်းလမ်းကြောင်းတွေရှိနေပါတယ်။ညဘက်မှာတော့ဒေးကလှိုင်ကောင်းနဲ့ဆင်းပြီးလမ်းရှာပါတယ်။
အဲ့ဒီမှာအခြားအပေါက်တစ်ခုကိုတွေ့ပြီးတက်ကြည့်တဲ့အခါအပြင်ကနေတောခတ်ထားတဲ့အခန်းတစ်ခုဖြစ်နေပြန်ပါတယ်။အခန်းထဲမှာကွိုင်တစ်ယောက်တည်းကြံခဲ့တော့မိချောင်းကကွိုင်စီကိုချင်းကပ်လာပါတယ်။ဒေးကအချိန်မီပြန်ရောက်လာပြီးမိချောင်းကိုအမီးကနေဆွဲကကန်ထုတ်လိုက်ပါတယ်။ကွိုင်သတိရလာတဲ့အခါဒေးကကိုဝင်အကြောင်းတီးသွားပြီဖြစ်လို့သူတို့ရဲ့အခြေအနေကအရင်ကကိုဝင်ဖြတ်ချဖို့စဉ်းစားခဲ့တာတွေကိုနောင်တရနေမိပါတယ်။နောက်ရက်တွေမှာတော့သူတို့ဟာမိချောင်းဥကိုမီးဖုတ်စားရင်အသက်ဆက်နေခဲ့ရပါတယ်။ဒေးကကွိုင်ကိုကန်ပေါ်ရောက်တွန်းတင်ပေးပေမဲ့အမြင့်ကမမီခဲ့ပါဘူး။ဒါပေမဲ့ဒေးကအင်ဆူလင်းဆေးမထိုးရတာရက်ကြလာပြီမို့အခြေအနေဆိုးရွားလာပါတယ်။ကံကောင်းတာကသူ့ရဲ့ဆေးအိတ်ကိုအမိုက်ပုံးအောက်မှာပြန်တွေ့လိုက်တာပါပဲ။ကူညီတောင်းဖို့နီလန်းမျိုးစုံတုံးကြည့်ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒေးကကန်ဆွန်းမှာရှိနေတဲ့စူးကြိုးတွေကိုတုံးပြီးတက်ဖို့ကြိုးစားရင်းနဲ့လက်တွေရောခြေတွေပါဒဏ်ရာအပြင်းထန်ရသွားပါတယ်။ဒုက္ခတွေတစ်ခုပြီးတစ်ခုရောက်လာပြီးမိချောင်းကလည်းလှိုင်ကောင်းထဲကပြန်ထွက်လာကဒေးကိုတိုက်ခိုက်ပါတော့တယ်။တိုက်ပွဲကပြင်းထန်လွန်းပါတယ်။ဒေးကဆိုဖာခြေထောက်ကိုချိုးပြီးမိချောင်းရဲ့မျက်လုံးကိုထိုးလိုက်ပါတယ်။ဒါပေမဲ့မိချောင်းကဒေးကိုပြန်ကိုက်လို့ဒဏ်ရာတွေဘလက်ဘွားဖြစ်သွားရပါတယ်။မိချောင်းကဒေးရဲ့ခေါင်းကိုကိုက်ဖို့လုပ်နေချိန်မှာကွိုင်ရခရာကိုအစွမ်းကုန်မှုတ်လိုက်ပါတယ်။လက်ကီးကကူညီဖို့ကန်ထဲကိုခုန်ချလိုက်ပေမဲ့သူ့လက်ဘက်ကျိုးကကန်အစွန်းနဲ့ညှိပြီးလေပင်ကျိုးကတိဆုံးသွားပါတော့တယ်။ဒေးကဒေါသတကြီးနဲ့တန်ပိုက်လုံးကိုယူပြီးမိချောင်းရဲ့အုံနောက်ထဲအထိထိုးသွင်းကတက်ပစ်လိုက်ပါတယ်။ကွိုင်ကိုကယ်ဖို့အတွက်ဒေးမှာတခြားနီလန်းမရှိတော့တာမို့တိဆုံးသွားတဲ့လက်ကီးရဲ့ရုပ်အလောင်းကိုနင်းပြီးကန်ပေါ်တက်ဖို့ကြိုးစားရပါတော့တယ်။မျက်ရည်တွေနဲ့လက်ကီးကိုနှုတ်ဆက်ပြီးသူကန်ပေါ်ကိုအရောက်တက်နိုင်ခဲ့ပါတယ်။အပြင်ရောက်တော့ကွိုင်ပိတ်မိနေတဲ့အခြားယူထွက်ပေါက်အဖုံးကိုပိုက်လုံးနဲ့အတင်းကော်ဖွင့်ပြီးရေအောက်ထဲခုန်ဆင်းကတတိလစ်နေတဲ့ကွိုင်ကိုဆယ်ယူခဲ့ပါတယ်။ဒေးကကွိုင်ကိုအသက်ကယ်ဆေးပေးရင်ငိုယိုအော်ဟစ်နေတော့မှာပဲကန်ကောင်းစွာနဲ့ကွိုင်ပြန်နိုးလာပြီးသူတို့နှစ်ဦးတယောက်ကိုတယောက်ဖတ်ထားရင်းနဲ့ပဲဇလန်းလီယာပြီးဆုံးသွားပါတော့တယ်။